Hello အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ကျမတကယ်ကိုရင်ခုန်နေရတဲ့နေရာတစ်ခုကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ်ရှင် Cruise ship crew တယောက်အနေနဲ့ဒီလိုမျိုးကမ္ဘာအနှံ့ကခီးစဉ်တွေကိုကိုယ်တိုင်ရောက်ခွင့်လက်ပတ်ခွင့်ရတာကကျမတို့ခီးသွားတာဝန္ဒနာပါတဲ့သူတယောက်အတွက်ကတော့တကယ်ကိုကြီးမားတဲ့ advantage တစ်ခုပါပဲဒီထဲမှာကျမရဲ့ထဲမှာအမြဲတမ်း image တစ်ခုလိုဖြစ်နေခဲ့တဲ့နေရာလေးကတော့ဂျေဂျူးကျွန်းပါပဲရှင်ငယ်ငယ်ကရုပ်ရှင်တွေထဲမှာပဲအမြင်မြင်ခဲ့ရပြီးကိုယ်တိုင်သွားချင်လို့ဆန္ဒရှိခဲ့ရတဲ့ဒီအိမ်မက်လေးတကယ်ဖြစ်လာပြီးဆိုတော့ပြုံးပြတအောင်ကိုပျော်လို့ဝမ်းသာနေမိပါတယ်ဒီခီးစဉ်ရဲ့အထူးစားဆုံးတစ်ချက်ကကုန်ကျစရိတ်က$10တဲ့ပါဟုတ်ပါတယ်နားကြမလွဲပါဘူးရှင်$10တဲ့ပါဘာကြောင့်$လဲလဲဆိုတာကိုဒီဗီဒီယိုလေးရဲ့အဆုံးမှာပြပြမယ်နော်အခုတော့လိုက်ကြည့်ပေးပါအောင်နော်ဂျေဂျူးကျွန်းဆိုတာကကိုရီးယားနိုင်ငံရဲ့တောင်ဘက်စွန်ဆုံးပင်လယ်ပြင်မှာတည်ရှိတဲ့အကြီးဆုံးမီးတောင်တစ်ခုဖြစ်ပါတယ်ကိုရီးယားနိုင်ငံရဲ့အမြင့်ဆုံးဖြစ်တဲ့ဟာလာဆန်တောင်မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ထူးခြားဆန်းပြတဲ့ကြောက်တုံးကြောက်ဆောင်တွေကမ်းရိုးတန်းတွေရေတံခွန်တွေနဲ့ရေအောက်လှိုင်ကူတွေကြောင့်လူကေရီတာမကနိုင်ငံခြားသားခီးသွားတွေပါလာရောက်လည်ပတ်မှုများပြီး UNESCO ရဲ့ကမ္ဘာတဘာဝအမွေနှစ်နေရာဖြင့်သတ်မှတ်ခံထားရတဲ့ကျွန်းတစ်ကျွန်းလေးဖြစ်ပါတယ်။ပြီးတော့ဂျေဂျူးကျွန်းဟာလိမ္မော်သည့်အင်မတန်ထွက်ရှိတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ဘယ်လောက်ထိလဲဆိုကျွန်းပေါ်မှာရှိတဲ့နေရာအနှံ့ပြားနဲ့လမ်းဘေးတွေမှာတော့မှပဲလိမ္မော်ချံတွေလိမ္မော်သီးပင်တွေကိုအခိုင်လိုက်ဝင်းဝါတင်းနေတာကိုတွေ့ခဲ့ရပါတယ်။ပထမဆုံးအနေနဲ့ရက်ချမ်းစာဗုဒ္ဓဘုရားကျောင်းကိုအရင်သွားရောက်လည်ပတ်ခဲ့ပါတယ်။ရက်ချမ်းစာဆိုတာက English လို့ Medical Spring Water လို့အဓိပ္ပာယ်ရပြီးမြန်မာလိုဆိုရင်တော့ဆေးဘက်ဝင်ရေထွက်ရာလို့ခေါ်မှာပေါ့နော်။ဟိုရှေတုန်းကဒီနေရာမှာယောဂဝေဒနာတွေကိုပျောက်ကင်းစေနိုင်တဲ့သဘာဝမြေအောက်ရေစင်ရေထွက်တယ်ဆိုတဲ့တန်တာရင်းနဲ့သမိုင်းကြောင်းရှိတာကြောင့်ဒီနာမည်တွင်ခဲ့တာဖြစ်ပါတယ်။တရားရေးမှုနေမယ်ဘုရားကျောင်းဝန်းလေးကိုဝင်လိုက်တာနဲ့လေငှက်တန်လေးတွေလေတိုးတန်လေးတွေနဲ့တကယ်ကိုစိတ်အေးချမ်းမှုဖြစ်စေခဲ့ပါတယ်နောက်ထပ်ဂျေဂျူးကျွန်းတစ်ခုထဲမှာပဲတွေ့ရှိနိုင်တဲ့အရာတစ်ခုကတော့ဒိုဟာရာဗန်လို့ခေါ်တဲ့မီးတောင်ကြောက်တွေနဲ့ပြုတ်လုပ်ထားတဲ့အဖိုးငုတ်တုတ်ထိုင်ရုပ်တွေဖြစ်ပါတယ်ဒီအဖိုးကြောက်ရုပ်တွေကိုတတိကျကျကြည့်ကြည့်မယ်ဆိုရင်မှုပုံစံဥထုဆောင်လာပြီးပြူးပြူးကျဲကျဲမျက်လုံးအနှဲငယ်ပြုံးနေတဲ့မျက်နှာတင်းမာသောနှုတ်ခမ်းလက်နှစ်ဖက်ကိုရင်ပတ်ပေါ်မှာပိုက်ထားတဲ့ပုံစံမျိုးရှိကြပါတယ်ဒီဒိုဟာရူဘန်အဖိုးကြောက်တွေမှာလည်းတမိုင်းကြောင်းရှိပါတယ်ရှေ့ခေတ်ကဂျေဂျူးကျွန်းသူကျွန်းသားတွေဟာရွာတွေရဲ့အဝင်ဝမြို့တကားတွေနဲ့ဒီနေနမိတ်အစွန်းတွေမှာဒီအဖိုးကြောက်ရုပ်တွေကိုစိုက်ထူထားကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအဖိုးကြောက်ရုပ်တွေကမကောင်းဆိုးဝါးတွေကိုကာကွယ်ပေးပြီးရွာသူရွာသားတွေကိုဘေးရန်တွေကနေကာကွယ်ဆောင်ရှောက်ပေးမယ်လို့ယုံကြည်ကြလို့ပါပဲ။နောက်ထပ်ထူးခြားတာတစ်ခုကသားသမီးရတနာလိုချင်တဲ့သူတွေကအဖိုးကြောက်ရွံ့ရဲ့နှာခေါင်းကိုပုတ်ပြီးဆူတောင်းရင်ဆူတောင်းပြည့်တယ်လို့ယုံကြည်ကြပြီးချမ်းသာခြင်းတဲ့သူတွေကအဖိုးကြောက်ရွံ့ရဲ့ဝန်းပိုင်ရေးစားလိုချင်တဲ့သူတွေကအဖိုးကြောက်ရွံ့ရဲ့နှရွက်တို့ကိုပုတ်ပြီးဆူတောင်းရင်ဆူတောင်းတကယ်ပြည့်တယ်လို့လည်းယနေ့ခေတ်ထိယုံကြည်ထားကြပါတယ်တကယ်လို့အခုကြည့်နေတဲ့သူလည်းဂျေဂျူးကျွန်းရောက်ခဲ့လို့ရှိရင်ဒီဒိုဟာရဘန်ဆိုတဲ့အဖိုးရုပ်တွေကိုပုတ်ပြီးတစ်ခုခုဆူတောင်းခဲ့နော်ဒီဗုဒ္ဓဘုရားကျောင်းကြီးကိုရှေးခေတ်ဂျိုဆွန်မင်းဆက်ရိုးရာလက်ရာစတိုင်တိုင်းတိစောက်ထားပြီးအာရှမှာအကြီးဆုံးနဲ့အထင်ရှားဆုံးတစ်သားဘုရားကျောင်းကြီးတွေကတစ်ခုဖြစ်ပါတယ်။ဒီရချမ်းစာဘုရားကျောင်းတွင်မှာဘုရားဆင်းတုတော်ကြီးတဆူရွှေအောင်ဆင်းတုတော်ငယ်ပေါင်းများစွာနဲ့တခုမှလက်ရာမြောက်နေရန်စည်းပချီတွေကိုဖူးမြော်ခဲ့ရပါတယ်။
ဗုဒ္ဓဘုရားကျောင်းနဲ့လက်ပတ်ဖူးမျိုးလို့ပြီးမှတော့ရေတခွန်စီရဲ့စီကိုဆက်သွားခဲ့ပါတယ်ရှင်ဒီနေရာမှာရေတခွန်3ခုရှိပါတယ်တစ်ခုကတော့မိုးသက်ထန်စွာရွာမှပဲရေကြတာပါကျမတို့သွားတဲ့အချိန်မှာတော့မိုးမရွာလို့ရေမရှိပဲခြောက်သွေ့နေပါတယ်ဒါပေမဲ့ဒုတိယနဲ့တတိယရေတခွန်တွေကတော့မိုးမရွာလဲရေစစ်စင်းပါတယ်ရှင်တဘာဝပဝန်းကျင်နဲ့ရေတခွန်တွေကတိတ်ကိုလှပပေးမဲ့လဲအနီးကထိတွေ့ခွင့်တော့မရခဲ့ပါဘူးပြထားတဲ့တရားလေးပေါ်ကပဲကြည့်ရှုခန်းစားခဲ့ရပါတယ်အဲ့လိုတောတောင်ရှုံမြောင်နဲ့ရေတခွန်တွေမြင်လိုက်ရင်လေ adventure လုပ်ချင်တဲ့စိတ်ကပေါ်လာတာမို့လို့လေတိုးကိုက်အမကိုမေးကြည့်လိုက်သေးတယ်အောက်ဆင်းလို့ရမလားလို့လေဒါပေမဲ့သူကပြောရဲအောက်ဆင်းလို့တော့မရပါဘူးတဲ့အန်ဒီရများလို့အောက်ကိုတော့သွားခွင့်မပြုထားပါဘူးရေတခွန်စီကိုတော့သွားခွင့်မပြုပါဘူးတဲ့အဲ့တော့ကြောင့်မလို့လက်လျှော့ခဲ့ရတယ်ရှင်တော်တော့အေဂျင့်ပြီးတောရဲကိုရောက်သွားသလို fight ကိုတော့ပြေးဝရခဲ့တယ်တော်တော်နဲ့တော့မပြန်ချင်ဘူးဒါကတော့ဂျေဂျူးကျွန်းကနတ်သမီးတတာဂျေဂျူး Ferry Bridge ဖြစ်ပါတယ်ညနေပိုင်းအချိန်မှာကောင်းကင်ယံကနေနတ်သမီး9%သက်လာပြီးရေကူးကြရဲဆိုတဲ့ဒန္တာကြီးကိုအဆွဲပြုပြီးဒီတတားရဲ့တစ်ပတ်တစ်ချက်စီမှာနတ်သမီး9%စီရိုးရဒူရိယာမျိုးမျိုးကင်ဆောင်ပြီးတိမ်စင်ပေါ်ကနေဆင်းသက်လာတဲ့ပုံစံမျိုးထွန်းထူထားပါတယ်ဒီတတားပေါ်စတက်ပြီးလမ်းလျှောက်သွားတဲ့အချိန်မှာလေတစ်ဖက်ကန်းကိုမမြင်ရဘဲနဲ့တိမ်တွေကိုပဲမြင်နေရတာဟာဆိုရင်စိတ်ထဲမှာတိမ်တွေစီကိုလမ်းလျှောက်သွားနေတယ်လို့မျိုးခံစားရပြီးတော်တော်လေးကိုမိုက်ပါတယ်တော်တော်လေးလည်းကြပြဆန်ပါတယ်ရှင်အကယ်၍သင်ကဂျေဂျူးကျွန်းကိုရောက်ခဲ့မယ်ဆိုရင်တော့ဒီနတ်သမီးတရားကိုမလဲမဖြစ်လာလဲဖို့အတွက်ပြောချင်ပါတယ်အခုကတော့ရေတခွန်တွေကိုလည်းလေပတ်လို့ဝါပြီးနတ်သမီးတရားကိုလည်းလေပတ်လို့ဝါပြီးဆိုတော့လက်ဆောင်ပစ္စည်းလေးနည်းနည်းပါဝယ်ပြီးတော့ local market ရှိတဲ့စီကိုတော့ပါတော့မယ်ရှင် local market စီမှာဘာတွေရနိုင်လဲဆိုတာလည်းလိုက်ကြည့်ပြပါအောင်နော် local market ရောက်တဲ့အချိန်မှာတော့ဘိုက်ကလည်းအရန်စားနေပြီဖြစ်တယ်ဆိုတော့ tteokbokki ရယ် cheese condom ရယ်အရင်ဆုံးဝယ်စားခဲ့ပါတယ်ဒါကတော့ဂျေဂျူးကျွန်းတောင်ပိုင်းစောဝီပုံမြို့မှာရှိတဲ့ Oli Market ဖြစ်ပါတယ်ဒီ Oli Market ဟာဆိုရင်ဂျေဂျူးကျွန်းရဲ့နာမည်ကြီးရိုးရာဈေးကြီးဖြစ်ပါတယ်ဒီဈေးကြီးမှာဒေသခံတွေအတွက်ရောခီးသွားတွေအတွက်ပါနေ့စဉ်သုံးပစ္စည်းတွေလက်စတဲ့ပင်လယ်စာတွေနဲ့အစားအသောက်တွေအမှတ်တရပစ္စည်းတွေစုံစုံလင်လင်ဝယ်ယူလို့ရပါတယ်ဒီဈေးကြီးမှာ street food တွေဒေသထွက်လက်ရာတွေပင်လယ်စာတွေအသားခင်တွေဂျေဂျူးရဲ့နာမည်ကြီး black box လို့ခေါ်တဲ့ဝယ်မဲလက်ဆက်တဲ့အသေးနှံတွေစတာတွေကိုရရှိနိုင်ပါတယ်ဂျေဂျူးကျွန်းရောက်ခဲ့ရင်ဒေသခံတွေရဲ့လူနေမှုပုံစံဘဝကိုလေ့လာရင်ကိုရီးယားစားစရာစုံစုံလင်လင်နဲ့အမှတ်တရပစ္စည်းတွေဝယ်ဖို့လုံးဝလက်လွတ်မခံတဲ့နေရာတစ်ခုကတော့ဒီ Oli Market ပဲဖြစ်ပါတယ်ကဲအခုဒီ
ဗီဒီယိုရဲ့အစမှာပြောခဲ့တဲ့ဒီကိုရီးယားနိုင်ငံဂျေဂျူဂျူခီစင်ရဲ့ကုန်ကျစရိတ်ဟာ$10တဲ့ပဲရှိတယ်။ဘာကြောင့်$တဲ့လဲဆိုတာကိုပြောပြပါမယ်။ဘာကြောင့်လဲဆိုတော့ကျမတို့ cruise ship company က crew တွေအတွက်စီစဉ်ပေးတဲ့ crew excursion ကို join ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ကျမတို့လို cruise ship ပေါ်မှာအလုပ်လုပ်တဲ့သူတွေဟာကုန်းပေါ်မှာအလုပ်လုပ်တဲ့သူတွေထက်အနည်းငယ်ပူပင်ပန်းကြပေမဲ့အခုလိုကိုယ်တင်ပေါ်ရောက်ရင်ရောက်သလိုကမ္ဘာရဲရဲမှာရှိတဲ့နိုင်ငံတွေကိုလေယာဉ်စရိတ်မကုန်ခီးစရိတ်မကုန်ဗီဇာချင်းမကုန်ဘဲနဲ့လေပတ်နိုင်တဲ့အခွင့်အရေးရှိတာတကယ်ကိုတန်ဖိုးရှိလာပါတယ်ကျမတို့တင်ပေါ်မှာဆိုရင် crew experience specialist ကမကြအခုလိုမျိုးခီးစင်တွေကို crew တွေအတွက်စီစဉ်ပေးလို့ရှိပါတယ်crew experience specialist ဆိုတာကတော့တင်မို့ပေါ်က crew တွေရဲ့စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှု work life balance ဖြစ်စေဖို့အဓိကတာဝန်ယူပေးတဲ့သူပဲဖြစ်ပါတယ်သူကcrew welfare activities တွေ games တွေ karaoke party ခုလိုမျိုး crew excursion တွေကိုစီစဉ်ပေးတဲ့သူဖြစ်ပါတယ်ရှင်ကျမရဲ့$10တန်ဂျေဂျူခီစင်လေးဟာဒီမှာပဲပြီးသွားပြီရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင် like and subscribe လေးလုပ်ပေးဖို့လည်းပြောချင်ပါတယ်ရှင်အားလုံးပဲတတား